ယောက်ျားမရင်ငယ်ထားပြီးတော့ကလေးတွေကိုလည်း view မဆိုင်တော့ဘူးကိုယ့်ကိုလည်း view မဆိုင်တော့ဘူးကိုယ့်စီကိုပြန်လာစေချင်တယ်ဆိုရင်မိတ်ဆွေများအနေနဲ့ဒီချက်ကိုအတုံးချဖို့လိုပါတယ်ခင်ဗျမိတ်ဆွေများခင်ဗျယောက်ျားမရင်ငယ်ထားတဲ့ချိန်မှာမိတ်ဆွေများအနေနဲ့နံပါတ်1ချက်လှုပ်ရမယ့်အရာတစ်ခုကမတိတယ်လို့ပဲနေတာကပို့ပြီးတော့ကောင်းပါတယ်ခင်ဗျနံပါတ်2ချက်မိတ်ဆွေများအနေနဲ့လှုပ်ရမယ့်အရာတစ်ခုကသူနဲ့ကိုယ်နဲ့ပြန်ပြီးတော့တဲ့အောင်မိတ်ဆွေများအနေနဲ့အဓိကလှုပ်ဖို့လိုပါတယ်ခင်ဗျဘာဖြစ်ဆိုတော့အခု तू ကမရင်ငယ်ထားနိုင်နေတာဆိုတာ तू နဲ့ကိုယ်နဲ့ပြဿနာတစ်ခုဖြစ်နေလို့ तू ကမရင်ငယ်ကိုထားရခြင်းဖြစ်ပါတယ်ခင်ဗျဒါကြောင့်မိတ်ဆွေများအနေနဲ့မရင်ငယ်နဲ့အမြန်ဆုံးပြတ်စေခြင်းနဲ့တင်တယောက်တည်းပဲပြန်ပြီးတော့ချစ်စေခြင်းဆိုရင်မိတ်ဆွေများအနေနဲ့အဓိကလှုပ်ရမယ့်အရာတစ်ခုကသူ့ကိုဘာမှမပြောပါနဲ့ခင်ဗျမသိတယ်လို့ပဲနေလိုက်ပါနံပါတ်2ချက်ကသူနဲ့ကိုနဲ့တဲ့အောင်မိတ်ဆွေများအနေနဲ့ပြန်ပြီးတော့လှုပ်ဖို့လိုပါတယ်ခင်ဗျအရင်တိုင်းသူ့ကို view စိုက်ပြီးပါအရင်တိုင်းသူ့ကိုအရင်လိုသူ့ကိုချစ်ပေးဖို့လိုပါတယ်ခင်ဗျပြီးတော့ဖြစ်ဖြစ်ချင်းတင့်နေတဲ့လှုပ်ရမယ့်ຢာတစ်ခုကဒီနံပါတ်3ကအလွန်ကိုမှအရေးကြီးပါတယ်ခင်ဗျသင်ကမရင်ငယ်ရဲမှအကြောင်းတွေကိုသူ့ကိုပြောပြဖို့လိုပါတယ်ခင်ဗျပြောပြတဲ့အချိန်မှာသူနဲ့ကိုနဲ့တဲ့သွားပြီးတဲ့အချိန်မှာသူ့ကိုပြောဖို့လိုတယ်နော်ဘယ်လိုပြောမလဲဆိုတော့မရင်ငယ်အကြောင်းတင်တိလား तू ကဘယ်လိုဖြစ်နေရလဲ तू ကဘယ်လိုဖြစ်နေရလဲဟုတ်ကဲ့ဟုတ်ပြီးတော့ तू ကဘယ်သူနဲ့ဖြစ်နေရလဲပြီးတော့ तू ကယောဂတွေပါဖြစ်နေတာတင်မသိဘူးလားအဲ့ဒါကိုတင်နေနဲ့ဒီလိုမျိုးပြောဖို့လိုပါတယ်ခင်ဗျဘာဖြစ်လို့ဆိုတော့ तू နဲ့ကိုနဲ့တဲ့တော့ပြီးတဲ့ချိန်မှာပြောရင်ဒီနီလန်းကအောင်မြင်တယ် तू နဲ့ကိုနဲ့မတဲ့ဖက်နဲ့ပြောရင်တော့တင်ကသူ့ကိုလိုချင်နေလို့သူ့ကိုပြောချင်းဖြစ်တယ်လို့ तू ကတတ်မှတ်လိမ့်မယ်ဒါကြောင့်မို့တင်နေနဲ့မရင်ငယ်နဲ့အမြန်ဆုံးပြတ်စေချင်တယ်တင်တယောက်တည်းပဲချစ်စေချင်တယ်ဆိုရင်ဒီနီလန်း3ချက်ကိုအသုံးချဖို့လိုပါတယ်ခင်ဗျတင်ယောက်ျားမရင်ငယ်နဲ့ပြတ်စေချင်တယ်တင်တယောက်တည်းပဲချစ်စေချင်တယ်တင်ရမိသားစုနွေးနွေးထွေးထွေးပြက်ပြီးတော့ဖြစ်စေချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်ဆေးအပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ